အတီးဆိုင်လဲကွာတယ်ဈေးကလည်းကွာတယ်ကွာတီးလားအဲ့လိုဒီနေ့တော့ဒါက shine mask ပေါ့နော်စားပြမယ်ဆိုတာဒီနှစ်ခုကိုရှင်းပြမယ်ဒါကလေဒီဈေးဝက်ထဲမှာအတိရောက်နေတဲ့ပေါ့နော်1000ကျော်ပစ္စည်းပေါ့နော်ဒါကတော့ဟိုကနေပြီးတော့ City Mark ကနေပြီးတော့ဝယ်လာတဲ့ shine mask ပုံမှန်စားနေကြကတော့ City Mark ကနေဝယ်လာတယ်စားလို့တော်ကောင်းတယ်ဆိုတော့လုံးဝနှင်းစီပန်အနံတင်းတင်းလေးနဲ့လုံးဝအတွင်းထဲမှာလည်းအစိမပါဘူးပေါ့နော်ဒါကတော့ဒါစားကြည့်ရတော့တိတ်တော့မကြိုက်ဘူးဒါပေမဲ့နှစ်ခုကဘလို့ကွာလဲဆိုတော့ကြည့်ကြမယ်ဒါကတော့ဒီတစ်ခုကနှစ်ဘူးမှလိုက်တာကွာစားပြီးသားရုပ်ရည်အရာကြည့်မယ်ဆိုလို့ရှင်တော့မှတော်တော် quality ကကွာနေပြီကွာဟိုတူတယ်ထင်းနေမှာဆိုးလို့ပေါ့နော်ဒါကကြတော့အစားတောက်ကိုအရန်ကြိုက်တယ်ထဲမှာပါတယ်ဟိုဈေးကြီးရင်ကြီးပလေးစီကောင်းတာကိုဝယ်စားတယ်ပတ်စံမရှိဘူးဆိုလို့ရှင်တော့မှစုပြီးမှစားရကွာဒီလားအဲ့ဒါကြောင့်မို့လို့ဒါလေးကကွာတယ်ဆိုတာကိုလည်းပြချင်တာလည်းပါတယ်ကျိုးကြတော့ကဟဲဒါ City Mark ကဥစားရဈေးရတူတူပဲဆိုတာမဟုတ်ဘူး quality ကွာလောက်တယ်ဒီကပုံမှန်ကွာလောက်တယ်ဆိုတာကွာကိုကွာတယ်ကွာဒီကောင်ကလေဟိုအလုံးတိုင်းမှာအရသာမပြည့်ဘူးဒီကောင်ကအလုံးတိုင်းမှာအရသာပြည့်အဲ့တော့ဒါလို့စကြည့်ကြမယ်ဒါက City Mark ကဥစားပေါ့နော် City Mark ကဥစားကိုရင် try ကြည့်မယ်နှစ်ခုလုံးကတော့ဒါစားဘူးပြီးသွားပြီပေါ့နော်သူကဒီမှာဒီလိုလာတယ်ပေါ့နော်အတွင်းထဲမှာ packaging ကစားအရန်ကွာတယ်ကွာဒီလားအဲ့ဒါကြောင့်မို့လို့ဒီမှာသူကအရင်တစ်ခေါက်စားတော့ငါဆိုဒီလို plastic တောင်မပါဘူး City Mark ကဥစားလေ quality ကတော်တော်ပြည့်တယ်ပြန်ထိုင်းသွားတော့ငါလည်းစားခဲ့တာတော်တော်လေး quality ကောင်းတယ်လုံးဝစားကြည့်လိုက်လို့ရှိလို့ရှိရင်ကလုံးဝဟိုတကယ်ကိုshine mask အရသာလုံးဝနှင်းစီပန်နဲ့တင်းတင်းလေးအရသာကိုရတယ်ကွာဒီလားအဲ့ဒါကြောင့်အဲ့ဒီလာပြီးတော့ sharing လာလောက်တာဒီမှာပါဟိုလိုဒီမှာဒါကဒီ City Mark ကဝယ်လာတဲ့ဥစ္စာပေါ့နော်ဒါဒီထဲပဲသူ့ရဲ့ဒီဘူးထဲပဲပြန်ပြီးတော့ထည့်လိုက်မယ်ဟိုကောင်ကိုကြတော့ခွာလိုက်ရုံပဲဆိုတော့ခါကြတော့ဒီဘူးလေးကိုဒီလိုလေးခွာလိုက်ရုံပဲဆိုတော့ဒီမှာနန်းကြည့်မယ်နော်အယောင်ကစားကွာတယ်အတီးစတိုင်အတီးဆိုင်လဲကွာတယ်ဈေးကလည်းကွာတယ်ကွာတီးလားအဲကြောင့်ဟိုပြောရမယ်ဆိုဒီကောင်ကိုစားတိုင်းဒါမတန်ဘူးထင်လို့လာပြီး sharing လာလုပ်ပေးရပါတော့ဒီကောင်အနံ့လေးကမွေးပြီးတင်းနေရောဒီလားသူကလိုနှင်းစီပန်အနံ့လေးပေါ့နော်အဲ့တော့ဒီကောင်ကသူကဒါဒီတစ်လုံးကိုရင်စားကြည့်မယ်အိမ်မှာစားရင်တော့စေးပြီးစားပေါ့နော်ဒါလည်းစေးပြီးမှစားတာဒါပေမဲ့ဒီကောင်ကတော့ဒါဗီဒီယိုရိုက်နေလို့ရတာချိုးတယ်လည်းမဟုတ်မချိုးဘူးလည်းမဟုတ်ရေကိုစားနေရတာရဒီကောင်အလုံးတိုင်းမဟုတ်နော်အချို့လုံးတွေချိုးတာလေးပါတယ်ဒါပေမဲ့အလုံးမညီဘူးပဲပြောမှာပေါ့အချို့မညီဘူးပဲပြောမှာပေါ့နော်အဲ့ဒါငူစားတဲ့လုံးဆိုနည်းနည်းလေးချိုးတယ်အရန်ကြီးလဲချိုးမနေဘူးရန်ကြီးလဲပြောမှာဒါပေမဲ့နှင်းစီမလုံးမွေးတဲ့အနံ့မရှိဘူးနှင်းစီမအနံ့တင်းတင်းလေးမရှိဘူးငါစီစီမကဥစားဒါတစ်လုံးစားကြည့်မယ်နော်အရန်กว่าရတာတော်တော်ကြီးကွာဒီကောင်းလေပါဇက်ထဲမှာဟောရတယ်အခုနေရကစားနူးညံ့တာဒီကအခုအရန်ကျန်းတယ်အခုသားတော်တော်ကြီးဝါယူရတယ်ပေါ့နော်ငါအတွင်းနဲ့အသားလည်းနူးညံ့တယ်ဒီကအတွင်းနဲ့အသားနည်းနည်းလေးကျန်းတယ်အဲ့တော့ quality မတူဈေးလဲကွာဈေးကဒီကောင်ညဝယ်လာ2000ခွဲဒီကောင်က1000ဈေးကတော်တော်ကြီးကွာတယ်အဲ့တော့ပါလေဒီကောင်းတာစားခြင်းနဲ့ဆိုလို့ရှိရင် City Mark တို့တခြားသောဆိုင်တွေပေါ့နော်ဒီ online မှာလည်းရောင်းတယ်ကွာဒီလို quality အကောင်းရောင်းတဲ့ဆိုင်တွေရှိ quality ကောင်းရောင်းတဲ့ဆိုင်တွေကနေဝယ်ပါတကယ်လို့မဟုတ်ပဲ shine mask ရဲ့အရသာကိုစမ်းကြည့်ခြင်းလို့ဆိုလို့ရှိရင်တော့ဈေးတက်တာခြင်းတော့ဒီ1000နဲ့ဝယ်ပေါ့နော်ဟောမှာကွာဒီကောင်ကိုက်လိုက်တာနဲ့နဲ့ထွက်လာသေးလားအဲ့လိုတော့အိုင်ကောင်တော့ကမှပေးရဟိုကမလိုက်မိအောင်မှားပါတယ်နော်ပတ်စံကောင်မှနှစ်ခိုင်မှလိုက်တာကိုညီတို့လာလို့ဆိုစားကြည့်ရင်တော့ဟောလေတူမတူစားကြည့်ရင်နှစ်ခိုင်မှလိုက်တာဒါတွေဘိုင်ကတန်အောင်လို့ပေါ့နော်ဒီမပြီးအဲ့တော့ shine mask review လေးပါ